Okayမစီနဲ့ယော်နယ်လိုခက်ကြည့်ပါနော်ဟုတ်ဒါပေမဲ့လေခုနောက်ပိုင်းမှာအခြေအနေတွေကတော်တော်လေးပြောင်းလာတယ်လို့ပဲအဲ့ဒီတခါတွေကပိုပွင့်လာတယ်လို့ဆိုရမှာပေါ့ဒီနေ့ကျွန်တော်တို့စမ်းစစ်ကြည့်ချင်တာကအဲ့ဒီလိုပြောင်းလဲလာတဲ့ Ballon d'Or ခင်းချင်းရဲ့အထူးတစ်ဖြစ်ပေါ့နော် Manchester United ကလူငယ်ကစားသမားတွေဟိမတ်တီသူတို့ရဲ့လန်ကီအကြောင်းသုံးသပ်ရေးထားတဲ့ဆောင်းပါးကောက်နှုတ်ချက်လေးတွေပါဟုတ်ကဲ့ဆိုတော့ဒီဆွေးနွေးမှုကနေပြီးတော့ရွှေဘောလုံးစုပြိုင်ဆိုင်မှုရဲ့ဒီလမ်းကြောင်းသစ်ကဥရောပကလူငယ်တွေအထူးသဖြင့် Old Trafford ကမျိုးဆက်သစ်ရဲ့စိတ်အားထက်သန်မှုနောက်ပြီးအနာကအလားအလာတွေပေါ်မှာဘလို့တက်ရောက်မှုရှိနေတယ်လဲဆိုတော့ကိုလေဒီရင်းမိအချက်လက်ဒီပေါ်အခြေခံပြီးအထူးအဖြေရှာကြည့်ကြမှာပေါ့ကောင်းပါတယ်ကဲဒီအကြောင်းကိုအထူးရှင်းလင်းတူစောကြည့်အောင်ပေါ့အဲ့ဒီ Ballon d'Or တကားဖွင့်လာတဲ့ဆိုလဲအချက်ကတကယ်တော့တော်တော်လေးအရေးပါတဲ့အပြောင်းလဲပါဟုတ်တယ်ယင်မက်ဆီရိုနာဒိုခေတ်ရဲ့လွှမ်းမိုးမှုအရန်ကြီးခဲ့ပြီးနောက်ပိုင်းမှာလဲဟုတ်အခုလိုထိပ်ပိုင်းအဆင့်တွေမှာမျက်နှာသစ်တွေအထူးသဖြင့်လူငယ်တွေကိုပုံမြင်လာတာကဥရောပဘောလုံးလောကတစ်ခုလုံးအတွက်အထူးသဖြင့်ထွန်းတောင်လာမဲ့လူငယ်တွေအတွက်မျှော်လင့်ချက်ပိုပြီးအားကောင်းလာစေတာပေါ့အိမ်မက်တွေပိုပြီးလက်တွေ့ဆန်လာတယ်ဆိုတဲ့သဘောမျိုးလားဟုတ်ပါတယ်သူတို့အိမ်မက်တွေကယင်လိုအလွမ်းဝေးမနေတော့ဘူးငါတို့လေးစူးစမ်းရင်ရနိုင်တယ်ဆိုတဲ့ခံစားချက်မျိုးပေးတာပေါ့ဒီနေရာမှာစိတ်ဝင်စားစရာကောင်းဆုံးတစ်ချက်ကတော့လေဥစမင်ဒီမလေလာမင်ယာမာနဲ့ဗီတီညာတို့လိုကစားသမားတွေကဒီနှစ် Ballon d'Or အဆင့်သက်မှတ်ချက်မှာထိတ်ဆုံး3နေရာရသွားတာပဲဟုတ်ကဲ့အတငယ်ငယ်လေးတွေလည်းပါတယ်နော်ရမှဆိုရင်ဒါကတခြားထွန်းတောက်လာမင်းမျိုးဆက်တဲ့တွေအတွက်တကယ်ကိုတိုက်ရိုက်တွန်းအားပေးလိုက်ကသူတို့ထောင်လုံနိုင်ရင်ငါတို့လည်းတနေ့ဒီနေရာရောက်နိုင်တယ်ကွာဆိုရဲယုံကြည်မှုမျိုးပေါ့အတူယူအားကြမှုမျိုးပေါ့ဟုတ်ကဲ့ဒါကလူငယ်တွေရဲ့ရီမန်ချက်ပန်းတိုင်ကိုပိုလင့်စေတယ်လို့ပြိုင်ဆိုင်မှုကိုလည်းပိုကျေပြန့်စေတာပေါ့နော်မှန်ပါတယ်အဲ့ဒီကျေပြန့်လာတဲ့ပြိုင်ဆိုင်မှုဆိုတဲ့အချက်ကနေစပြီးတော့လေ Manchester United ဘက်ကိုဆက်ကြည့်အောင်ဒီစမ်းစစ်ချက်ဖိုင်ရင်နဲ့တော်တော်လေးအာရုံစိုက်မိတဲ့အချက်တစ်ခုရှိတယ်အဲ့ဒါကအတင်းရဲ့ Academy ထွက်အခုနာပိုလီမှာကစားနေတဲ့ Scott McTominay ပေါ့McTominay သူကဒီနေ့ဘာလုံးတော့အဆင့်တမချက်မှာအဆင့်ရှိချိတ်ခဲ့တယ်ဆိုတာပဲဒါကတော်တော်လေးအားစရာပဲလို့ပြောအောင်ပါ United မှာတော့ကသူ့ရဲ့အခန်းကဏ္ဍကိုပြန်စဉ်းစားကြည့်ရင်လေဟုတ်တယ်အများအပြားပုံမှန်ဝက်ထွက်ခွင့်ရဖို့ရုန်းကန်ခဲ့ရတာများလေနော်ဒုတိယတတိယဦးစားပေးကစားသမားလောက်ပဲဖြစ်ခဲ့တာဟုတ်တယ်အဲ့လိုကစားသမားမျိုးကကဘာအဆင့်ရှိကိုရောက်လာတာဆိုတော့တော်တော်လေးစကားပြောစီတဲ့အချက်ပဲအဲ့ဒီအချက်ရဲ့တက်ရောက်မှုကတော်တော်လေးနက်နဲပြီးတော့အလွှာဆုံးတယ်လို့မြင်ပါတယ်မချော်မီလီလို United မှာပုံမှန်ရရဖို့တောင်မသိချခဲ့တဲ့သူနောက်ဆုံးအတင်းကနေထွက်သွားခဲ့ရတဲ့သူကဒီလိုကဘာအစမြင့်စရင်ဝင်လာတော့လက်ရှိ United မှာရှိနေတဲ့သူတွေအထူးသဖြင့်အတင်းကနေထွက်ခဲ့ရတဲ့တခြားကစားသမားတွေဒါမှမဟုတ်အတင်းမှာအရင်ခုမှထိုင်နေရတဲ့ရေအချင်းရှိလူငယ်တွေအတွက်လေခံစားချက်မျိုးစုံဖြစ်စေနိုင်တယ်ဟုတ်ကဲ့ဆိုတော့ဒီတုံးသက်ချက်ထဲမှာပြောထားတယ်လို့ပဲတစ်ဖက်မှာတော့ဒါကငါတို့လည်းနေရာမှန်ရမည်အခွင့်အရေးရရင်လွတ်ပြနိုင်တယ်ဟဲ့ဆိုတော့ယုံကြည်မှုရီမန်းချက်ကိုပို့တိုးစေနိုင်တယ်မက်ထော်မီနီကသူတို့တို့အတူယူစရာတွန်းအားတစ်ခုဖြစ်သွားနိုင်အပေါ့မှန်ပါတယ်ခံစားချက်တွေရိုးထိုးနေပါလိမ့်မယ်ဆိုတဲ့သဘောမျိုးရေးထားတာတော်တော်ပြင်းတဲ့အတုံးလုံးပဲနော်ဟုတ်တယ်ဒါကသူတို့ရဲ့အတွေးစိတ်ထဲကမကျေနပ်မှုကိုတက်တည်ပြခြင်းစိတ်တောင်းမို့ကလပ်ပေါ်မေးခွန်းထုတ်ခြင်းစိတ်တွေကိုပုံဖော်ပြလိုက်တာပဲကိုတံဖိုးကိုအတိမတ်မပြုတ်ခဲ့ဘူးလို့ခံစားရစေနိုင်တာပေါ့လေအဲ့လိုရှုထွေးတဲ့စီခံလာမှုတွေတက်တည်ပြခြင်းစိတ်တွေဆိုတာကိုပို့ပြီးခိုင်မာစေမဲ့တိကျတဲ့ဥပမာတွေကိုလည်းဒီဆန်းစစ်ချက်မှာထောက်ပြထားသေးတယ်နော်ဟုတ်ကဲ့ပြောပြပါအောင်ဥပမာအခုနာပိုလီမှာပဲမက်တိုမီနီလည်းအတူရှိနေပြီးဂိုးဒီတွင်းနေတဲ့ Rasmus Højlund ပေါ့သူလည်းလာမင်းနစ်ဘလန်ဒေါဆီယန်ဝန်ကိုစိတ်ကူးနေလောက်ပြီးပေါ့ United မှာတဲ့ပိုကောက်တဲ့ပတ်ဝန်းကျင်မှာရှိနေတယ်လို့ခန်းစားနေရနိုင်တယ်ဖြစ်နိုင်ပါတယ်နောက်ပြီးတော့စပိန်ရောက်ပေါ်ကြတဲ့ Marcus Rashford နဲ့ Anthony တို့ဆိုရင်လေသူတို့အရင်ကကြုံခဲ့ရတဲ့အခက်အခဲတွေကြားကနေအောင်မြင်မှုပြန်ရလာတဲ့အခါပြောမယ်စကားတွေ social media မှာတင်မဲ့အကြောင်းအရာတွေကြိုတွေးနေလောက်ပြီးဆိုပြီးသုံးသပ်ထားတယ်ကိုယ့်ရဲ့ပြောင်းရွှေ့မှုကမှန်တယ်ဆိုတာတတိပြခြင်းစိတ်ပေါ်တယ်အလားတူပဲအသင်းပြောင်းသွားတဲ့ Alejandro Garnacho ဆိုရင်လည်း United မှာဆက်နေခဲ့ရင်သူအိမ်မက်တွေမင်းမိန်သွားနိုင်တယ်အခုလို့ထွက်လာတာကသူအနာဂတ်တော့မှန်ကန်တဲ့ဆုံးဖြတ်ချက်ပဲလို့ပို့ပြီးယုံကြည်နေလောက်ပြီးဆိုပြီးရေးထားတယ်ဆိုတော့အသင်းကထွက်သွားတဲ့သူတွေကသူတို့ဆုံးဖြတ်ချက်မှန်တယ်လို့ပို့ပြီးခံစားလာရနိုင်တဲ့တဘောပေါ့ဟုတ်ပါပဲအဲ့လိုထွက်သွားသူတွေရဲ့အတွေးတွေခံစားချက်တွေကိုကြည့်ပြီးရင် United မှာကြံခဲ့တယ်အလားလာရှိလူငယ်ကျယ်ပွင့်တွေရဲ့အခြေအနေကိုစက်ပြီးကြည့်ဖို့လိုလာပြီလို့ထင်တယ်ဟုတ်ကဲ့ဒါကအရေးကြီးရဲ့အပိုင်းပဲဟုတ်ပြီ
ဒါဆိုအသစ်မှာရှိနေဆဲလူငယ်တွေဘက်ကိုဆွေးနွေးမှုဦးလဲကြည့်အောင်ဒီဆောင်ပေါ်မှာအထုတလဲဖော်ပြထားတဲ့ကစားသမားတချို့ရှိတယ်ပထမဆုံးအမတ်ဒီယာလိုနဲ့စလိုက်ကြအောင် အမတ် သူ့ကိုပင်ကိုစွမ်းရည်နဲ့ယိုကြည်မှုကိုပေါင်းဆက်ထားတဲ့ကစားသမားလို့ဖော်ပြထားပြီးလို့လေမမှန်ကန်ကန်ထုံးနိုင်အမြင့်ဆုံးအဆင့်ရောက်နိုင်မဲ့အရေးချင်းမျိုးရှိတယ်လို့သုံးသပ်ထားတယ်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကသူ့ကိုယ်တိုင်ကမနစ်ကရာဒီကတဲ့ကသူ့ရီမန်ချက်ကတနစ်ဘယ်လွန်ဒေါ်စုရဖို့ပေးဆိုတော့ကိုပွင့်မလင်းလင်းပြောထားခဲ့တာပဲ ဟုတ်တယ်သူကိုယ်လည်းပြောထားတာဆိုတော့သူ့မှာအရေးချင်းရောရီမန်းချက်ကြီးကြီးမားမားပါရှိနေတယ်ဆိုတာရှင်းနေရပေါ့ အဲ့တော့အသင်းရဲ့အခန့်ကဏ္ဍကဘယ်လိုရှိလာမလဲ ဒီအချက်ကောကလပ်ထင်းရဲ့အခန်းကဏ္ဍနဲ့တာဝန်ယူမှုပေါ်တိုက်တဲ့မိမောင်းထုတ်လိုက်တာပဲကစားသမားတယောက်မှဒီလောက်ကြီးမားရဲ့ရီမန်းချက်ဘယ်လွန်ဒေါ်လို့အိမ်မမျိုးရှိနေပြီဆိုရင်လည်းအသင်းအနေနဲ့သူ့ရဲ့မျော်မှန်းချက်နဲ့ကိုက်နေတဲ့ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းအခွင့်အလမ်းတွေကိုဖန်တီးပေးဖို့ပံ့ပိုးပေးဖို့တာဝန်ရှိလာပြီပေါ့ ဟုတ်ကဲ့ အမတ်လိုပါမီရှင်မျိုးကိုအသင်းမှာဆက်ထင်းထားခြင်းနဲ့သူ့အလားကိုအသင်းအတွက်အကျိုးရှိအောင်သုံးကျင်တယ်ဆိုရင်သူ့အိမ်မက်ကိုအကောင်အထက်ဖော်ဖို့ကူညီနိုင်တဲ့စင်ခေါ်မှုတွေပေးနိုင်တဲ့ပတ်ဝန်းကျင်မျိုးဖန်တီးပေးရမှာပေါ့။ဆောင်းပါးထဲမှာတိတိကျကျထောက်ပြထားတဲ့အချက်ကအရင်အရေးကြီးတယ်။နောက်နဲ့လေ UCL လွမ်းနေအောင်မယ်ဆိုရင်အမက်ကိုထိန်းထားဖို့ခက်ပါလိမ့်မယ်တဲ့ ချန်ပီယံလိကစားဝင်ကအလောက်အရေးပါတာကို ။ဟုတ်တယ်လေ။ Champions League လို့ဥရောပရဲ့အမြင့်ဆုံးပြိုင်ပွဲမှာကစားခွင့်ရတာကပအဆင့်ကစားသမားတွေနဲ့ရှင်ပြိုင်ခွင့်ရတာကဘယ်လွန်တိုးလို့စုမျိုးကိုမျောမှန်းနေတဲ့ကစားသမားတယောက်အတွက်မရှိမဖြစ်ပဲလေဒီလိုအခွင့်အရေးမျိုးကိုအသင်းကမပေးနိုင်ဘူးဆိုရင်အာမတ်လိုကစားသမားမျိုးကသူ့အိမ်မက်ကိုအကောင့်ထဲပေါ်နိုင်မဲ့တခြားနေရာကိုရှာသွားနိုင်ခြင်းရှိနေတယ်ဆိုတဲ့သဘောပဲ ဆိုတော့အမရဲ့အခြေအနေကအသင်းကသူ့ကိုအခွင့်အရေးပေးနိုင်မလားဆိုတဲ့ပေါ်မူတည်နေပုံရတယ်ဒါပေမဲ့လေအသင်းမှာရှိနေတဲ့နောက်ထပ်အရန်ကိုအလားအလာကောင်းတဲ့လူငယ်တယောက်ရဲ့အခြေအနေကတော့နည်းနည်းပိုပြီးရှုပ်ထွေးနေပုံပဲခေါ်ပြီးမိုင်းတို့အကြောင်းဆက်ပြောကြည့်အောင် မိုင်းနိုသူကတော့တကယ်ကိုအလားအလာအများကြီးပြခဲ့တာ ဟုတ်တယ်သူ့ကို Wonder Kid အဖြစ်အများကသတ်မှတ်ခဲ့ကြတယ်လူငယ်ကောင်းဆောင်စားသမားဆန်ခါရင်စီးရင်တွေမှာပါဝင်ခဲ့တယ်ပြီးခဲ့တဲ့ Euro Noodles လီဘူလူပွဲမှာဆင်စပိန်ရဲ့တောက်ပနေတဲ့ခြေပွင့်လမ်းမင်ဂျာမန်နဲ့ကွင်းလယ်မှာထိပ်တိုက်ရှင်းပြိုင်ခဲ့ရသူ Okay ဟိုဘယ်လေးယူစင်အသေးမှလေ Declan Rice နဲ့တွေ့ကစားခဲ့သေးတယ်နော် ဟုတ်တယ်ဒီလောက်တောက်ပတဲ့အလားအလာတွေပြခဲ့မယ်ဒီဆောင်မရဲ့သုံးသက်ချက်ရအခုအတွင်းရဲ့နိပြတဲ့လက်ထက်မှာလုံးဝအပေခံဖြစ်နေခဲ့တာပါလေဒီအချက်ကတော်တော်လေးကိုအန်ရိုးဖို့ကောင်းတယ်လို့စဉ်းစားစရာဖြစ်စေတယ်ဗျဘာကြောင့်ဒီလိုဖြစ်နေရတာလဲဆိုတာလဲ မိန်းတို့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးဒီစမ်းစစ်ချက်ကတင်ပြပုံကလေမျိုးလင်းချက်ရောစိုးရင်စရာပါနှစ်ခုလုံးကိုပြနေတယ်တစ်ဖက်မှာတော့အားတစရာကလာမယ့်ကပောက်ဖလားလို့ကြီးမားတဲ့စင်မင်ရှိနေသေးတယ်အင်္ဂလန်အသင်းရဲ့လက်ရှိအခြေအနေနဲ့လူအင်အားရမိန်းတို့သက်ခွင့်အလန်းတွေရှိနေနိုင်သေးတယ် အင်္ဂလန်အတွင်းမှာတော့နေရာရနိုင်သေးတယ်ပေါ့ ဟုတ်ကဲ့အကယ်၍သာအင်္ဂလန်အသင်းကပောက်ဖလားမှာအောင်မြင်မှုတစ်ခုခုရခဲ့မယ်တပြားနဲ့မှာပဲ club အသင်း United ကလည်းပြည်တွင်းဖလားတစ်ခုခုလောက်ရခဲ့မယ်ဆိုရင်မိန်းတို့ Ballon d'Or အိမ်မက်ကတကြော့ပြန်အသက်ဝင်လာနိုင်တဲ့ခြေနေရှိနေတယ်ဒါကအကောင်းမြင်ဘက်ကရှုမြင်ချက်ပေါ့ ဟုတ်ကဲ့ ဒါပေမဲ့လေလက်ရှိသူကြုံနေရတဲ့အသင်းမှာအပေခန့်ဖြစ်နေတဲ့ခြေနေကသူ့ရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုရောစိတ်သက်ပိုင်းဆိုင်ရာကိုပါအကြီးအကျယ်ထိခိုက်စေနိုင်တယ်။ဆောင်းမထဲကတုံလုံးထားတဲ့လက်ရှိအနေထားရတော့သူ့အတွက်6အိမ်မက်တွေနဲ့ဒါမနဲ့တိုင်းနိုးထားနေရမှာပါ။ဆိုတဲ့စကားကသူ့ရဲ့စိတ်ပိုင်းဆိုင်ရာဖိအားနဲ့မသေးချာမရေရာမှုတွေကိုထင်ဟပ်စေတယ်လीတော်ဆူရချင်းနေပဲ ဒါကအရေးကြီးတဲ့မေခွန်းတစ်ခုကိုမေးလာစေတယ်။ဒီလောက်အရေးချင်းရှိတဲ့လူငယ်တယောက်ဒီလိုအခြေအနေမျိုးကြုံနေရတာကသူ့ရဲ့စိတ်သက်ကြန့်ခိုင်မှုအခြေအနေကိုကြော်လွှမ်းနိုင်စွမ်းကိုစမ်းသပ်နေတာပဲကုလအနေနဲ့ရောဒီလိုအဖိုးတန်လူငယ်ကစားသမားတယောက်ရဲ့အလားအလာကိုဒီလိုဖြုံးတီးပစ်လိုက်လို့ဖြစ်နေတာကအသင်းအတွက်ရောကစားသမားအတွက်ပါကြီးမားတဲ့ဆုံးရှုံးမှုမဟုတ်ဘူးလားဆိုတာစဉ်းစားစရာပဲလေ တကယ်စဉ်းစားစရာပါပဲအဲ့ဒီအလားအလာကိုအကောင်းဆုံးဖော်ထုတ်နိုင်ဖို့မှန်ကန်တဲ့ပဝင်းကျယ်လိုအပ်တယ်ဆိုတဲ့အချက်ကိုပိုပြီးထင်ရှားစေတဲ့နောက်ထပ်ကစားသမားတစ်ယောက်ရှိသေးတယ်နော်အဲ့ဒါကတော့ပြင်သစ်ကနေခေါ်ထားတဲ့လူငယ်နောက်ခံလူလဲလီယူရိုပဲယူရိုသူလည်းတကယ်ကိုအရေးချင်းရှိတဲ့လူငယ်ပဲ ဟုတ်တယ်သူကိုဥရောပဘောလုံးလောကမှာ next big thing အပြည့်အများကသတ်မှတ်ခဲ့ကြတယ်Real Madrid လိုကဘာထိပ်သီးအသင်းကအပြင်းထန်စီဝင်စားနေတဲ့ကြားနဲ့သူက Manchester United ကိုရွေးချယ်ခဲ့တယ်လို့ဒီသုံးသက်ချက်မှာဖော်ပြထားတယ်ဟုတ်ကဲ့ Rio Ferdinand ကစီးယုံတယ်ဆိုပြီးတော့လည်းပါပြီးတယ်နော်ဟုတ်ပါတယ်သူ့ရဲ့အရေးချင်းကတော့မေကုံထုတ်စရာမရှိပေမဲ့သူ့ရဲ့အလားအလာကိုအကောင်းဆုံးဖော်ထုတ်ပေးနိုင်မယ့်နေရာမှန်ကို
သူရွေးချက်ခဲ့ရဲလားဆိုတာကတော့အခုချိန်မှာစိုးရိမ်မှုတွေရှိနေပုံရတယ် ဟုတ်ပါတယ်ယောရရဲ့အခြေအနေနဲ့ပတ်သက်ပြီးဒီစမ်းစစ်ချက်မှာတင်ပြထားတဲ့စိုးရိမ်မှုတွေကအခြေမြင့်ရှိပါတယ်သူကမယုံနိုင်လောက်အောင်အရေးချင်းရှိတဲ့လူငယ်နောက်ခံလူဆိုတာသိထားတယ်ဒါပေမဲ့ Manchester United ဟာလက်ရှိအချိန်မှာလေဒီဆောင်းပါးကမိမောင်းထိုးပြနေတဲ့အချက်လက်တွေအရလူငယ်ကျေပွင့်နေရဲ့အရေးချင်းကိုပုံမှန်ထုတ်ဖော်ပြတာခွင့်ရပြီးအမြင့်ဆုံးအဆင့်ကိုတက်လှမ်းနိုင်ဖို့အတွက်အသင့်တော်ဆုံးအထောက်အကူအပြုဆုံးပတ်ဝန်းကျင်ဟုတ်ရဲ့လားဆိုတာကတကယ်ကိုမေးဟုန်းထုတ်เสียဖြစ်နေတယ် ဟုတ်ကဲ့ ဆောင်းပါးထဲမှာထောက်ပြထားတဲ့အချက်ကစိတ်ဝင်စားဖို့ကောင်းသလိုနည်းနည်းကြောက်စရာတွေကောင်းတယ်အရင်က United လူငယ်အသင်းတွေကနေထွက်သွားပြီးတခြားဥရောပကလပ်တွေမှာအောင်မြင်မှုတွေရသွားတဲ့ Dean Huijsen တို့ Alvaro Carrera ဆိုလိုကစားသမားတွေဒါလာမင်းနစ်ဘာလုံးဒီရောဆန်ခါတင်စည်ရင်းမှာပါဝင်လာခဲ့ရင်ပေါ့လေ အချိန်ထဲမှာ Europe က United မှာပုံမှန်နေရာရဖို့ညွှန်းကဲနေရဆဲဆိုရင်သူ့ကိုခေါ်ယူဖို့စ조사ခဲ့တဲ့စပိန်တော်ဝင်ဒီ Real Madrid ကဟာတိုက်နေပါမယ်လို့သုံးသပ်ထားတယ်။ဒါနည်းနည်းတော့ပြင်းထန်နေသုံးသပ်ချက်ပေးမယ် ဒါပေမဲ့အချက်တစ်ခုကိုတော့ညွှန်ပြနေတယ်နော် ။ဟုတ်ပါတယ်။ကစားသမားတယောက်ရဲ့အောင်မြင်မှုဖွံ့ဖြိုးတိုးတက်မှုဆိုတာကိုယ်ပိုင်အရေးချက်တစ်ခုတည်းပေါ်မှာမူတည်နေတာမဟုတ်ပဲသူရောက်ရှိနေတဲ့ပတ်ဝန်းကျင်ကလပ်အသင်းရဲ့ပံ့ပိုးမှုအခွင့်အလမ်းဖန်တီးပေးနိုင်မှုတွေပေါ်မှာအများကြီးမူတည်နေတယ်ဆိုရဲအဓိကအချက်ကိုပြန်ပြီးအလေးပေးလိုက်တာပါပဲ အဲ့ဒီပတ်ဝန်းကျင်ရဲ့အရေးပါမှုဆိုတဲ့အချက်နဲ့တိုက်တဲ့ဆက်ဆက်နေတဲ့အရန်ထားမှုရှိတဲ့ကိုကချက်တစ်ခုကိုလည်းဒီဆောင်ပါးထဲမှာထည့်သွင်းဖော်ပြထားတယ်ဗျမြန်မာစာရေးဆရာမကြီးဆရာမဂျူးရဲ့စကားလို့ဆိုပါတယ် ။အော်ဟုတ်လားဗါတယ်လေ လူငယ်တွေအတွက် rich environment ဆိုတာလို့တယ်ကိုအနာမှာအဲ့ဒီကျွေးဝါတဲ့ပတ်ဝန်းကျင် rich environment ကြီးမရှိရင်ရှိရရဲ့ data ကိုလမ်းထွက်ရဲတဲ့ခြေလမ်းတွေရှိရမယ်တဲ့ ။အိုးဒါတကယ်ကိုမှန်ကန်ပြီးအချိန်ခါနဲ့ကိုက်ညီတဲ့လေးနက်ကကိုခါချက်ပဲ ဟုတ်တယ်ဒါကအခုကျွန်တော်တို့ဆွေးနွေးနေတဲ့ Ahmed Mino Euro လို United လူငယ်တွေကြုံတွေ့နေရနိုင်တဲ့အခြေအနေတွေသူတို့ရဲ့ရှေ့ဆက်ရမယ့်လမ်းအတွက်စဉ်းစားစရာအချက်တွေကိုတိုက်ရိုက်ထင်ဟနေလို့ပဲ တကယ်တော့လေဒီစကားကအခုကျွန်တော်တို့ဆွေးနွေးခဲ့တဲ့ United လူငယ်တွေညင်ဆိုင်နေရနိုင်တဲ့အတွေးတွေအကြတဲတွေကိုအနစ်ချုပ်လိုက်တယ်လို့ပါပဲသူတို့အားလုံးမှာ Ballon d'Or အိမ်မက်တွေကမ္ဘာအဆင့်ကစားသမားဖြစ်ချင်တဲ့ကြီးမားတဲ့ရည်မှန်းချက်တွေရှိနေနိုင်တယ်သူတို့မှာလိုအပ်တဲ့ရည်ချင်းတွေလည်းရှိနေနိုင်တယ် ဟုတ်ကဲ့ ဒါပေမဲ့အဲ့ဒီအိမ်မက်တွေရည်မှန်းချက်တွေကိုလက်တွေ့အကောင်အထည်ဖော်ဖို့သူတို့ရဲ့အရေးချင်းတွေကိုအပြည့်အဝထုတ်သုံးပြီးအမြင့်ဆုံးအဆင့်ကိုရောက်ရှိဖို့အတွက်ကတော့ဆ iam ဂျူးပြောတယ်လို့ကြွယ်ဝတဲ့ပတ်ဝန်းကျင် rich environment ဆိုတာအဲ့လိုပံ့ပိုးပေးနိုင်တဲ့အခြေအနေကောင်းတစ်ခုမဖြစ်မနေလို့အပ်တယ် အဲ့ဒီ rich environment ဆိုတာကိုနည်းနည်းထပ်ရှင်းပြလို့ရမလား အဲ့ဒါကမန်ကန်တဲ့နီးပြိုင်မှုပုံမှန်ပွဲကစားခွင့်အစစ်မြင့်ပြိုင်ပွဲတွေမှာရှင်ပြိုင်ခွင့်အသင်းဖော်ရေးရဲ့ပံ့ပိုးမှုကလပ်ရဲ့ယုံကြည်မှုအလုံးပါဝင်နေတာပေါ့အကယ်၍သူတို့ကလက်ရှိသူတို့ရှိနေတဲ့ club အသင်းကအဲ့လို rich environment မျိုးကိုမပေးနိုင်ဘူးလို့ခန်းစားလိုက်ရင်ဒါမှမဟုတ်သူတို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုရဲ့အခွင့်အလမ်းတွေပိတ်ဆို့နေရလို့ထင်မြင်လိုက်ရင်ဆ iam ဂျူးရဲ့ဒုတိယစာကြောင်းအတိုင်းရှိရရဲ့ data ကိုလှမ်းထွက်ရတဲ့ခြေလင်းကြီးရှိရမယ်ဆိုတဲ့အတိုင်းပဲလी ဟမ်ကိုအိမ်မက်ကိုအကောင့်အထည်ဖော်နိုင်မဲ့တခြားပတ်ဝန်းကျင်တစ်ကိုရှာဖွေဖို့အတင်းပြောင်းဖို့စဉ်းစားလာနိုင်ရှိတယ်ပေါ့ ဟုတ်ပါတယ်ဒါကိုပိုချေပြင်းတဲ့ရှူတောင်ကနေကြည့်ရင်ဘယ်ကစားနေမှမဆိုဘယ်နဲ့ဘယ်မှမဆိုအရေးချင်းရှိတဲ့လူငယ်တွေရဲ့အလားအလာကိုအမှန်တကယ်ဖော်ထုတ်ပေးနိုင်ဖို့သူတို့ကိုထွန်းတောက်လာစေဖို့ပတ်ဝန်းကျင်ကောင်းဖန်တီးပေးခြင်းရဲ့အရေးကြီးပုံကိုမိမောင်းထိုးပြနေတာပါပဲ ကောင်းပါပြီဒီနေ့ကျွန်တော်တို့အတူတူဆွေးနွေးခဲ့ဆန်းစစ်ခဲ့ရလေကိုအချင်းချုပ်ပြန်ပြီးကြည့်လိုက်အောင်ဆိုတော့ပထမဆုံးအချက်ကတော့ Ballon d'Or ပလိုက်ဆိုင်မှုဟာအရင်ကနဲ့မတူတော့ပိုပွင့်လန်းလာတယ်လူငယ်ကစားသမားတွေအတက်မျော်လင့်ချက်တွေအိမ်မက်မခွင့်တွေပိုများလာစေတယ် ဟုတ်ကဲ့ United ရဲ့အတင်းသားဟောင်း McTominay ရဲ့ Ballon d'Or အဆင့်သတ်မှတ်ချက်မှာပါဝင်လာမှုကတစ်ဖက်မှာတွန်းအားဖြစ်စေနိုင်တယ်လို့နောက်တစ်ဖက်မှာလည်းရှုပ်ထွေးတဲ့စစ်ခန်းစားမှုတွေမဲဝန်းထုတ်မှုတွေကိုဖြစ်ပေါ်စေနိုင်ကြောင်းတုံ့တက်ချက်တွေကဆိုတယ် အဲ့ဒီချက်လည်းပါတယ် ပြီးတော့အသင်းမှာရှိနေတဲ့အလားအလာရှိလူငယ်တွေဖြစ်တဲ့ Amad Diallo, Kobe Mainoo, Leny Yoro တို့ရဲ့လက်ရှိအခြေအနေတွေကတော့သူတို့ရဲ့ကြီးမားတဲ့အိမ်မက်တွေနဲ့လက်ရှိအသင်းရဲ့အခြေအနေကြားကကွာဟာမှုစိန်ခေါ်မှုတွေကိုပြနေတယ် မှန်ပါတယ် နောက်ဆုံးရေးကြီးဆုံးအချက်ကတော့ဒီလူငယ်တွေရဲ့အလားအလာအပြည့်အဝထွန်းတောက်လာဖို့အတွက်ဆရာမကျူးရဲ့စကားကိုပြန်ကိုးကားရရင်မှန်ကန်တဲ့ပံ့ပိုးကူညီတဲ့ကြွယ်ဝတဲ့ပတ်ဝန်းကျင် rich environment တခုမရှိမဖြစ်လိုအပ်တယ်ဆိုတာပါပဲ ဟုတ်ကဲ့အဒီကအချက်ပဲ ဒါဆိုရင်ဒီအချက်တွေအားလုံးကိုခြုံငုံထုံးတက်လိုက်တဲ့အခါ
ဘလို့အဓိပ္ပာယ်ထွက်လာနိုင်မလဲဗျာ ဒီဆွေးနွေးချက်တစ်ခုလုံးကိုအနစ်ချုပ်လိုက်ရင်လေဒီလေလာသုံးသက်ချက်ရဲ့အဆုံးသတ်မှာမေးထားတဲ့မေးခွန်းကပဲအကောင်းဆုံးနှီးကုံချုပ်ဖြစ်မယ်လို့ထင်ပါတယ်အဲ့ဒါကတော့ရွှေဘောလုံးဘလန်ဒေါစုရဲ့တကားတွေကတော့အခုအမှန်တကယ်ပွင့်လာပါပြီ ဟုတ် အေးချင်းရှိတဲ့လူငယ်ကစားသမားတိုင်းဒီစုကိုအိမ်မက်မထွင်ရှိလာပါပြီဒါပေမဲ့အဲ့ဒီအိမ်မက်တွေကိုလက်တွေ့ဘဝမှာအမှန်တကယ်အကောင့်အထည်ဖော်နိုင်ဖို့အောင်မြင်မှုရဲ့အထွတ်အထိပ်ကိုရောက်ရှိဖို့အတွက်ကတော့ကစားသမားရဲ့ကြိုးစားအားထုတ်မှုအရေးချင်းတစ်ခုတည်းနဲ့မလုံလောက်ပဲသူတို့ကိုပြိုးထောင်ပေးမယ်အခွင့်အလန်းပေးမယ်ယုံကြည်မှုပေးမယ်မှန်ကန်တဲ့အထောက်အကူပြုတဲ့ပဝင်းကျင်ကောင်းတစ်ခုမဖြစ်မနေလိုအပ်နေပါတယ် ဟုတ်ကဲ့ ဒီတော့အဓိကမေးခွန်းဒီဆန်းစစ်ချက်ကခြံရည်ခဲ့တဲ့မေးခွန်းကတော့ Manchester United လုံနိုင်မှာမလားဆိုတာပါပဲ တကယ်စဉ်းစားစရာမေးခွန်းပဲ Manchester United အတင်းအနေနဲ့သူတို့ပိုင်ဆိုင်ထားတဲ့ Amad Diallo, Kobe Mainoo, Leny Yoro တို့လိုအဖိုးတန်အရေးချင်းရှိလူငယ်တွေရဲ့ Ballon d'Or အိမ်မက်တွေကိုအကောင့်အထည်ဖော်ပေးနိုင်မယ်သူတို့ရဲ့အလားအလာတွေကိုအမြင့်ဆုံးထိပြောထောင်ပေးပြီးကမ္ဘာအဆင့်ကစားသမားတွေထစ်လာကိုပံ့ပိုးကူညီပေးနိုင်မယ်အဲ့ဒီကျွယ်ဝတဲ့ပဝင်းချင်မျိုးကိုဖန်တီးပေးနိုင်မှာလားဒီမင်းဝန်းရဲ့အဖေကပဲကလပ်အတင်းရဲ့လာမဲ့နှစ်တွေအတွင်းလာအနာဂတ်နဲ့ဒီလူငယ်ကစားသမားတွေရဲ့ကံကြမ္မာကိုအစိုးအထက်ပေးသွားနိုင်ပွဲရှိနေပါတယ်ဒီချက်ကိုတော့နားထောင်တဲ့သူတွေရဲ့နေနဲ့ဒီဆွေးနွေးချက်နဲ့ရေးမေးချက်လက်တွေကောမူတည်ပြီးဆက်လက်စဉ်းစားဆင်ခြင်ကြည့်ဖို့ခြံရစ်ခဲ့ခြင်းပါတယ်